မနေ့ကဈေးသွားပြီးပြန်လာတော့ပဲခဲ့တာလေးပေါ့နော်ဈေးနှုန်းလေးနဲ့ဘလို့ဝယ်တယ်ဆိုတာလေးပြပြပေးချင်လို့ပေါ့နော်ဒါဆိုလို့ရှိရင်ကစွန်းရွက်ဆိုလို့ရှိရင်ဒါ1 kg ကို9000 1 kg ဆိုတော့ကီလိုဝက်ဝယ်ခဲ့တယ်ပေါ့နော်100ထိုင်စားမှာဆိုတော့ကီလိုဝက်ဆိုတော့3500ပေါ့ဒီဟင်းနွယ်ရဲ့လေးတွေက1 kg ကို6000တို့လည်းကီလိုဝက်ပဲဝယ်ခဲ့တယ်ကီလိုဝက်တော့ဒါ3000ပေါ့3000ဆိုရင်လည်းတယောက်စားတော့ကောင်းကောင်းဝရတယ်ပေါ့နော်ဒီအသီးရွက်လေးကအဆောင်လေးရတာ9000ပေါ့ခင်းကျင်ဒီလေးနှလုံးရဲ့မုံညင်းတစည်းရဲ့နံပင်လေး3မင်လောက်ရဲ့နောက်ပြီးတော့ဟိုဘက်ကဘူးတီလေးတစ်လုံးရဲ့ပေါ့9000မနေ့ကတက်တီလေးတစ်လုံးလောက်ဝယ်ခဲ့သေးရဲ့တက်တီလေးတောက်စားရအောင်ဆိုရပစုံကြောက်က1000ပေါ့ဒါလေးက1000ပေါ့သူတို့ကအချိန်နဲ့မဟုတ်မှန်းပြီးလိုက်တယ်အဲ့ဒါစက်သားဒီဒါငါးလေးရဒါကကီလိုဝက်ဆိုတော့ဒါပေမဲ့ကီလိုဝက်နည်းနည်းလေးကျော်တော့ဒါ8000ဘူးပြီးတော့ဒီစက်သားလေးရဒါကကီလိုဝက်ကိုမှတော့ဒါ9500ပေါ့ရှင်မုံလေးပဲသူ့လည်းအဲ့လိုမျိုးရေးဆေးပြီးတော့စားစွန်းနေပြီးကလိုတင်ကြပါတော့ငစင်ရိုင်းလေးကဒါမနေ့ကဝယ်ခဲ့တာသူက$10ဈေးအဲ့မဲ့ဒါ15ကျပ်လောက်ပဲရှိတယ်1000မို့ဝယ်ခဲ့တယ်တယောက်စားပဲဆိုတော့ငဖယ်လေးက1000မို့ပေါ့ပြောချင်တာငဖယ်ဆိုလို့ရှိရင်ရေခဲချက်ထဲမှာတည်းဒီလိုမျိုးခါရထည့်သိမ်းလိုက်တယ်ဆိုလို့ရှိရင်ပြန်ထောင်းတဲ့ခါကျတော့ဘာစီအဲ့လိုကြတော့လည်းမစားတတ်ဘူးမကြိုက်ဘူးပေါ့နော်ဝယ်ပြီးလို့ရှိရင်အဲ့လိုမျိုးမကြိုက်တော့ငဖယ်ကိုဝယ်ပြီးဆိုရင်ပြန်လာတဲ့တခါလည်းစက်သွန်ဖြူစက်သွန်နေလေးနဲ့အဲ့လိုမျိုးထောင်းပြီးတော့ကြော်တာကြိုက်တယ်ဒါပေမဲ့စက်သွန်ဖြူစက်သွန်နေကိုလည်းအေးပဲထည့်တတ်မယ်အဲ့လိုမျိုးပေါ့နော်အဖက်ကလေးပါတာပိုကြိုက်တယ်အဲ့ဒါဆိုပိုပြီးမှုရလို့ခံစားရလို့စက်သွန်ဖြိုးလေးကိုအဲ့လိုမျိုးထောင်းတယ်ပေါ့နော်တစ်ခါကျလည်းဂျင်းထည့်တယ်မဂျင်းကတိတ်မကြဘူးဂျင်းအနံကြတော့လေအဲ့လိုမျိုးထည့်ပြီးစက်သွန်နေကြေသွားပြီဆိုလို့ရှိရင်ညက်လေးဖြစ်သွားပြီပေါ့နော်ကိုလိုချင်တဲ့နေထားရဘူးဆိုရင်ငဖယ်လေးထည့်ချုံမို့စားစနွင်းလေးထည့်ပြီးတော့တစ်ခါတခြားစီးနေအောင်ပြန်ထောင်းပြီးတော့လုံးဝစီးသွားပြီဆိုတော့မှငဖယ်လေးကိုဆွတ်ပြီးတော့အဲ့လိုမျိုးကြော်တယ်ပေါ့နော်နည်းနည်းပြလေးကြော်လိုက်တယ်ကြော်ပြီးတော့မှအဲ့ဒါဆိုဒါလို့ဆိုနေထားရဘူးဆိုလို့ရှိရင်ဒါဆိုရင်ဒီကဲတဲ့ထဲမှာထည့်သွင်းရတယ်ဆိုလို့ရှိရင်အဆင်ပြေသွားပြီကိုစားတဲ့ချိန်ကျမှပြန်ထုတ်လိုက်ပေါ့နော်ခဲနေတယ်ဆိုလဲပြန်ကြော်စရာမလိုဒီတိုင်းစားလဲအဆင်ပြေရတာအရင်ရှယ်အဓိကပဲပြချင်တာငပြောပြင်ပေါ့နော်ငပြောဒီမှာဆိုရင်မုံရင်ကတပွဲကို$4လောက်ရှိရတပွဲကို2000နီးပါးလောက်ဆိုတော့ဟိုနှမျောတယ်ပေါ့နော်စားမှာအဲ့တော့ကိုယ့်ကကိုလည်းချက်တက်နေရတယ်ကိုယ့်ကကိုပဲချက်စားရပြီးတော့ဝယ်စားတဲ့ဟာတွေကလည်းနည်းနည်းကိုကြက်တဲ့ပုံစံမဟုတ်ဘူးပေါ့နော်မဟုတ်တော့ကိုယ့်ကကိုချက်စားပြတာတော့များတယ်အဲ့ငပြောပြင်တော့ဝယ်တော့ငပြောပြင်မှာဟိုမှာအပင်စီတော့တွေ့တယ်ဒါပေမဲ့အပင်စီဆိုတော့သူကချစ်ပြီးသားတယ်တွေ့တော့ချစ်ပြီးသားလေးစမ်းဝယ်ခဲ့လိုက်တယ်ဝယ်ခဲ့ပြီးတော့အိမ်ဒါပေမဲ့ပြဿနာငပြောပြင်လှီးပြီးလို့ရှိရင်မဲတက်တယ်လေမဲတက်တယ်ဆိုတော့ရောက်ချင်းငပြောပင်ကိုတေချာရေးစိန်ထားတယ်ပြီးတော့ရင်နွေးပွက်ဆိုလို့အိုးတက်လိုက်တယ်ပေါ့နော်ပြီးရင်စိန်ထားတဲ့ငပြောပင်ကိုရင်နွေးထည့်လိုက်ပြီးတော့ပြုတ်လိုက်တယ်နည်းနည်းပြုတ်ပြီးတော့နည်းနည်းနူးအရင်မမဲလောက်တော့ဘူးတဲ့အခြေအနေရောက်ပြီဆိုငပြောပင်ကိုတစ်ခါပြန်ဆယ်လိုက်တယ်ပြန်ဆယ်ပြီးတော့မှရေအေးနဲ့တစ်ခါစိန်ပြီးတော့မှအေးခံတော့အေးသွားပြီဆိုတော့မှငပြောပင်ကိုရေခဲကြတဲ့ထည့်ပြီးသိနေပေါ့နော်အဲ့လိုလေးဆိုတော့ငပြောပင်လည်းမမဲတော့ဘူးစားချင်တဲ့ချိန်လည်းအလွယ်တကူအစင်သက်စားလို့ရတယ်ပေါ့မိုက်တယ်